ကျက်တဲ့မြို့ပြရဲ့လူနေမှုဘဝကနေပြေးထွက်ပြီးအေဂျင့်ပြည်စုံတဲ့တောင်ပေါ်မြို့လေးတစ်မြို့မှာကိုယ့်ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ခြင်းနဲ့မိတ်ဆွေတို့အတွက်နှစ်ခါပြန်မရနိုင်တဲ့အထူးခွင့်အရေးလေးတစ်ခုနဲ့မိတ်ဆက်ပေးကြပါတယ်ရှင်။ဘဝအတွက်လုံခြုံစိတ်ချပြီးပြည့်စုံမှုကိုတနေရာထဲမှာရရှိနိုင်တဲ့ကျမတို့ရဲ့တောင်ကြီး Garden Estate Housing Project မှာဆိုရင်၄ခန်းတွဲ9တက်တိုက်ခန်းနေနဲ့လုံချင်းအိမ်ယာဆိုပြီး type 2မျိုးရှိပါတယ်။တိုက်ခန်းများကိုဝယ်ယူမယ်ဆိုရင်တော့ cash down ဝယ်ယူသူများအတွက် discount အနေနဲ့$350ပြန်လည်ပေးအပ်သွားမှာဖြစ်ပါတယ်။ဒါအပြင် down payment 30% ပေးသွင်းပြီးတစ်နှစ်အတိုးမဲ့အရေးကြစနစ်နှစ်နှစ်အရေးကြစနစ်ကိုတော့ down payment 30% interest 18% developer loan နဲ့ဝယ်ယူရရှိနိုင်ပါတယ်ရှင်။၃နှစ်မှ15နှစ်အတွင်းအရေးကြပေးချေဝယ်ယူမယ်ဆိုရင်တော့ KBZ home loan နဲ့ချိတ်ဆက်ဝယ်ယူလို့ရပါတယ်နော်။တောင်ကြီး Garden Estate Housing Project မှာရှိတဲ့အေးအေးမို့ပြည်လာမှာဆိုရင်ပေ40-60မြေကွက်များပေ50-80အနည်း30ခန်းမြေကွက်များကိုdown payment 30% ပေးသွင်းပြီးတစ်နှစ်အရေးကြစနစ်နဲ့ရောင်းချပေးပါတယ်ရှင်။နာမည်ကြီးပြည်သူ့ကပညာဆရာကြီးများကိုယ်တိုင်ဒီဇိုင်းရေးဆွဲထားတဲ့ကုမှုဒရာပတောက်သရပီဂန္ဓမာစကဝါစပယ်ချယ်ရီနှင်းစီဂန့်ကောမူဝါအစရှိတဲ့ပန်းစင်မျိုးဒီဇိုင်းတွေအနက်မှာမိမိတို့ကြိုက်တဲ့ရာအိမ်ပုံစံကိုရွေးချယ်ဝယ်ယူနိုင်ပြီး down payment 30% အရေးကြစနစ်နဲ့တစ်နှစ်အတွင်းဆောက်လုပ်အပ်နှံပေးသွားမှာဖြစ်ပါတယ်။ project area အတွင်းမှာလည်းအိမ်ယာဦးစီတီပုဂ္ဂလိကစာသင်ကျောင်းဂရင်150ဆန်ပုဂ္ဂလိကဆေးရုံရေတန့်စက်ရုံ swimming pool supermarket ဖူးဆယ်ကွင်းခလေးကစားကွင်းစတာတွေနဲ့24-hour security and gated compound system တို့ကြောင့်လုံခြုံစိတ်ချပြီးပြည့်စုံမှုကိုတနေရာထဲမှာရရှိနိုင်တယ်ဆိုတော့ဘာလို့သေးလဲအချစ်ရပေါ့နော်။ဖိုင်းလိုက်ရဲ့နေတဲ့နဲ့တောင်ကြီးမြို့ကနေသွားမယ်ဆိုရင်10မိုင်လောက်ပဲဝင်ပြီးကားနဲ့သွားမယ်ဆိုရင်15မိနစ်လောက်ပဲကွာဝေးတဲ့နေရာပြီးတော့ကားချင်းဝင်ကားလေးဝင်တို့ရဲ့နောက်ဘက်မှာရှိပြီးဖိုင်းလိုက်ရဲ့အချက်ကြတဲ့နေရာမှာရှိရဖြစ်ပါတယ်။တောင်ကြီးနည်းပညာတက္ကသိုလ်နဲ့စက်မှုဇုံတွေလည်းရှိတဲ့အပြင်စီးပွားရေးအချက်အခြာကျပြီးတော့အေဂျင့်တာရတဲ့ဒီမြို့လေးမှာ facility ကို security ရောပြီးပြည့်စုံတဲ့အိမ်ယာလေးပေါ့ရှင်ဒီလိုပြီးပြည့်စုံတဲ့ lifestyle နဲ့ဘဝရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်တည်ဆောက်ဖို့ဖုန်းနံပါတ်0925463357နဲ့0926213965တို့ကိုအခုပဲဆက်သွယ်စာရင်းပေးလိုက်ပါတော့နော်